ယခုမြင်တွေ့နေရတာကတော့ယူကရိန်းနိုင်ငံရဲ့ကယ်တယ်တက်လက်ကနေအသစ်ထုတ်လုပ်လိုက်တဲ့ Hornet လို့ခေါ်တဲ့ drone နည်းပညာသစ်ပဲဖြစ်ပါတယ်ဒီစနစ်ဟာတာမန် drone တွေနဲ့မတူဘဲစစ်ပွဲရဲ့နည်းဗျူဟာတွေကိုပြောင်းလဲပစ်နိုင်တဲ့အထိထူးခြားမှုရှိပါတယ်အဓိကအလုပ်လုပ်ပုံကတော့ drone ကိုမြေပြင်ကနေတိုက်ရိုက်လွတ်တင်တာမျိုးမဟုတ်ပါဘူးမိုးပြန်ပူပေါင်းကြီးတွေမှာချိတ်ဆွဲပြီးအမြင့်ပေ2000ခု2000ကျော်ဒါမှမဟုတ်10ကီလိုမီတာကျော်အထိအရင်ဆုံးတင်ဆောင်သွားတာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်အမြင့်ဆုံးထိရောက်ဖို့အတွက် drone ဟာသူ့ရဲ့ကိုယ်ပိုင်ဘက်ထရီအားကိုအသုံးချစရာမလိုတော့ပါဘူးသတ်မှတ်ထားတဲ့အမြင့်ပေဒါမှမဟုတ် GPS တီနေရာကိုရောက်တဲ့အခါမှာတော့ drone ဟာမိုးပြန်ပူပေါင်းကနေအလိုလျောက်ပြုတ်ကျလာပြီးပြစ်မှတ်စီကိုလေဟုန်စီးပြီးစတင်ပြန်တန်းပါတယ်အင်ဂျင်မနိုးပဲလေဟုန်စီးပြီးသွားတာဖြစ်လို့အကျိုးကျေးဇူးနှစ်ခုကိုရရှိစေပါတယ်ပထမတစ်ခုကတော့အတန်တိတ်ပြန်တန်းနိုင်တာပါရန်သူရဲ့အတန်ဖန်းစနစ်တွေနဲ့ရေဒါတွေကနေရှောင်ကွင်းပြီးပြစ်မှတ်စီကိုအလစ်အငိုက်ချင်းကပ်နိုင်ပါတယ်ဒုတိယတစ်ခုကတော့အင်မတန်ဝေးတဲ့အကွာအဝေးကိုရောက်ရှိနိုင်တာပါစမ်းသပ်ချက်မှတ်တမ်းတွေအရကီလိုမီတာ40ကျော်ပြန်တန်းပြီးတဲ့အချိန်မှာတော့ drone ရဲ့ဘက်ထရီဟာ95%အထိကျန်ရှိနေသေးတာကိုတွေ့ရပါတယ်ဒါဟာတကယ်စစ်မြေပြင်မှာဆိုရင်ကီလိုမီတာရာနဲ့ချီဝေးတဲ့ရန်သူနောက်တန်းကလက်နက်တိုက်တွေကုတ်ကဲရေးစင်တာတွေကိုအကုန်ကျတက်တက်တတာနဲ့ထိရောက်စွာတိုက်ခိုက်နိုင်မှာကိုပြသနေတာပါယူကရိန်းရဲ့ဒီရိုနဲ့စနစ်ဟာနည်းပညာနဲ့တီထွင်ဖန်တီးမှုပေါင်းစပ်ပြီးစရိတ်နည်းနည်းနဲ့ထိရောက်မှုအမြင့်ဆုံးရအောင်ကြိုးစားထားတဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းပြောခဲ့ကြပါဦး